စိတ်ညစ်အဲ့လိုလေဘောမအရန်အလားပါကြိုက်တာလေအဲ့လိုမစ်ကတင်လေးရဘောမအရန်ခက်ခဲခဲ့တာသိလားပြီးတော့လဲအဲ့လိုငုံကြက်ပြီးတော့အဲ့လိုတေတဲ့ဆင်းတွေတော့တေရဲဖြစ်တဲ့ဆင်းအဓိကဟိုပထမဆုံးတေရဲကရိုက်ပူတာပေါ့နော်စီကိုသူကတကယ်ကိုမှတ်တရတယ်ကိုမရိုက်ချင်တဲ့ character ထဲမှာလည်းပါတယ်ဘယ်လိုလဲဆိုတော့ break လောက်ခံရတဲ့ဆင်းတွေလို့တေရဲကိုကတေရဲကြီးလုတ်ပြီးလိုက်600လေးသိလားသူများကိုက6ခံရဆိုတော်သေးရဲ့ကိုကလိုက်600ရဆင်းမပြေဘူးရမ်းပင်ပန်းနေအဲ့လိုမျက်နှာကြီးရောလို့ကန်စားချက်ကြီးရောမှုတွေရောလေအရန်ကျန်းအောင်လုပ်ထားပါဆိုတရေကိုကလုတ်ပြီး6ရတဲ့အချိန်မှာလေကိုမှုတွေကိုရဲ့ emotion တွေကနည်းနည်းကြမ်းနေမှာပဲမျက်လုံး ID တွေနှာခမ်းကြီးတွေလက်ကြီးတွေအဲ့ဒါကြီးတွေကစာနည်းနည်းပေါ့ပိုပြမှာဆိုတော့တော်တော်ခက်ခဲခဲ့တယ်အခုဒီစင်းဆိုလို့ရှင်လဲဒါခုမှပြန်ကြည့်တဲ့အချိန်မှာကြောက်စရာကြီးနော်တနာလဲတနာပါတယ်အဲ့လိုမျိုးအခုချိန်မှာအဲ့လိုပြန်တရုပ်ဆောင်ခြင်းလားဆိုရင်တော့တရုပ်မဆောင်ခြင်းဘူးကိုကတရေလောက်ရတာလေတော်တော်ကြမ်းတမ်းနဲ့ခက်ခဲတဲ့ character ထဲမှာပါတယ်အဲ့လိုနောက်ဆိုတရေမလုပ်ချင်တော့ဘယ်ဘွားမရပဲအဲ့ဒီတရေကရိုက်ပြောလေနောက်ဆိုရင်လို့ငါတရေကမရိုက်တော့ဘူးလို့ရိုက်ရတဲ့တရေကလည်းငါလိုက်မချောက်တော့ဘူးလို့ငါ6ခံမသိငါလိုက်ချောက်ရတဲ့တရေကမရိုက်တော့ဆိုပြီးတော့စဉ်းစားခဲ့သေးတယ်လှလေးပေါ့တရေနည်းနည်းကြည့်နောက်ပါအလင်းရောင်ဝင်လာတဲ့အချိန်လေးအဲ့မှာတက်ခွာပြေးလာပြီညက်လိုက်နော်အဲ့ဒီစင်းတွေရိုက်တော့လေအဲ့လိုလေအရန်6ချခဲ့ရသီလားလို့ဘွားမလို့တရေကရိုက်ရတာကြောက်တယ်ကိုကလည်းငကိုရဲနည်းနည်းကြောက်တတ်တဲ့လူဆိုလေအဲ့လိုမျိုးပြောရိုက်တာလည်းတကတ်ထင်းနဲ့မပေးဘူးလေနော်လို့ကတ်ပေါင်းများစွာရိုက်ရတာဆိုတော့လေအဲ့လို6ချခဲ့ရတယ်လို့အရန်ကြောက်တယ်လို့ဖျားစာတွေရွတ်ပြီးရိုက်ခဲ့ရတာလေအဲ့လိုပြီးတော့အခုနောက်ဆိုလေရှင်လိုက်မှာအလင်းရောင်ဝင်လာချိန်မှာအလင်းရောင်တက်ခွာတဲ့စီးဆိုလို့ရှင်လဲအဲ့ဒါဆိုလို့ရှင်လဲစတူဒီယိုထဲမှာအစတခြားလေးကျင်ပြီးတော့ကြိုးကြီးနဲ့ဆွဲပြီးတော့လေလို့သူ့ကိုလိုမျိုးတက်ပြီးတော့ခွပြီးတော့သူ့ကိုလည်းပဲညင်ရတာပေါ့နော်အဲ့စင်းနေခက်ကိုရိုက်ခဲ့ရတယ်